စားကောက်ထားချက်လိုက်ချင်စိတ်ကပေါက်သွားတာအဲ့လိုမျိုးလေးတုတ်ထားလိုက်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျမလည်းတိမဲ့တယ်ကျမအရန်စိတ်လောတတာဖြစ်တော့မလားမဖြစ်တော့ဘူးလားဖြစ်မလားမဖြစ်ဘူးလားဘာလို့ညာလို့မလဲအဲ့လိုမျိုးပေါ့နော် patient လည်းသိမရှိတာလည်းပါပါတယ်ပေါ့ဒီနောက်ပိုင်းကျတော့ဖြစ်ချိန်တိုင်းဖြစ်သွားလိမ့်မယ်အဲ့လိုအသွေးလေးတွေလည်းပြောင်းအသွေးခေါ်လေးတွေလည်းပြောင်းလာတာပေါ့နော်ဆရာမပြောတဲ့စကားတွေလည်းနားထောင်ပြီးတော့မှကိုလည်းပိုချက်လာအောင်စူးစမ်းမယ်အဲ့လိုမျိုးပေါ့နော်တနေ့ကတော့သွေးဖြစ်တယ်ငါကချင်းရမယ်ငါကလှအောင်နေရမယ်ငါကအလုပ်ကောင်းစူးစမ်းရမယ်ငါဒီနယ်ပယ်ထဲမှာငါအောင်မြင်ရမယ်လူတိုင်းငါ့ကိုသိရမယ်ငါဒါကိုပဲ focus လုပ်မယ်ပေါ့နော်ဆဆတော့ဆရာမမနေ့ကမပြောခင်အချိန်ထိကတော့ညီမသူ့လက်လွတ်ချထားတဲ့အသွေးနဲ့သွေးနေရပါတော့သူ့လက်လွတ်ချထားကိုပြန်ပြီးတော့ pressure ပေးနေရဖိအားဟိုသူ့ကိုလည်းအဲ့လိုဖိအားပေးနေတယ်လို့ကိုခံစားရတယ်ပေါ့နော်ငါညို့လက်လွတ်ချထားတယ်နင်ဒီဟာကိုခံစားမိပြီးတော့မှနေငါစီကိုပြန်ရောက်လာမယ်ဆိုတော့အသွေးနဲ့ဝင်နေတာပေါ့နော်အဲ့မဲ့မနေ့ကဆရာမကပြောတယ်ချစ်လိုက်ကိုကသူ့ချစ်လိုက်အာယုံထားလိုက်ဒါပေမဲ့ကိုလည်းအလုပ်ကိုကောင်းစူးစမ်းလိုက်ဆိုတဲ့အချိန်မှာတကယ်ဒီနေ့မှာဘယ်လိုပြောမလဲစိတ်လေးရတကယ်အေးချမ်းနေတယ်ကျမဘယ်လိုပြောမလဲအရင်နေ့တည်းဆိုအလောက်လွတ်ချထားတယ်သူ့ဖိအားပေးနေတယ်လို့ကိုလည်းဖိအားပေးနေတယ်လို့ပေါ့နော်ဒါပေမဲ့ဒီနေ့တော့စိတ်အေးချမ်းတယ်တစ်ဖက်မှာလည်းသူ့ချစ်နေရင်းနဲ့မှသူ့မြတ်တာတွေပေးနေရင်းနဲ့မှငါရဲ့လုပ်လဲငါ focus ထားမယ်ငါချင်အောင် focus နေမယ်ငါလှအောင်ငါ focus ထားမယ်အဲ့လိုမျိုးပေါ့နော်အရင်နေ့ရဆိုညီမအဲ့လိုသူနဲ့စစဖြစ်ပြီးနောက်ရက်မှာညီမချင်သွားဆော်တာကိုချင်ဆော်တော့လို့စိတ်ကမပါဘူးဆော့နေအဲ့လိုဆော့နေနဲ့သွေးနေမိတာပေါ့နော်တည်ရမလားဆော့နေရဲဒါပေမဲ့သွေးနေမိဒါပေမဲ့ဒီနေ့ကျတော့တကယ်စိတ်တတာလေးနဲ့ပေါ့နော်ငါသူ့ကိုချစ်တယ်သူ့ကိုသူလွတ်လပ်နေပါစေခုလွတ်လပ်နေပါစေငါလည်းငါရဲ့အလုပ်ငါအာယုံဆိုင်မယ်ငါလှအောင်နေမယ်ငါချစ်အောင်နေမယ်ချစ်တဲ့စိတ်ပဲသူ့ပေါ်ထားလိုက်တော့တယ် focus ကသူ့ပေါ်မထားမိတော့ဘူးပေါ့နော်ငါသူ့ကိုချစ်တယ်ဆိုတဲ့စိတ်ပဲ focus ထားမိတယ်စိတ်ပဲထားမိတော့လားငါသူကဘယ်လိုဖြစ်မလဲဘာဖြစ်မလဲညာအဲ့လို focus ကမရှိတော့ဘူးမရှိဘဲနဲ့ကိုယ့်ဘက်ကို focus ပြန်ရောက်လာတာပေါ့နော်နည်းနည်းလေးတော့စိတ်လေးကအေးချမ်းနေတယ်ပေါ့နော်ရည်စားကောက်ထားချက်လိုက်ချင်စိတ်ကပေါက်သွားတာအဲ့လိုမျိုးလေးတုတ်ထားလိုက်မယ်အဲ့လိုမျိုးစိတ်ကပေါက်လာတယ်တစ်ချက်ပြန်တွေးနေဆရာမပြောသလိုပဲဒါကြီးကလူဖြစ်သွားမှာပေါ့နော်ကိုယ် healing မဖြစ်ဘဲနဲ့ heal မဖြစ်ဘဲနဲ့သွားပြီးတော့တခြားကြတော့ဒါကြီးကလူပြန်ဖြစ်ပြီးတော့အဲ့လိုဖြစ်မယ်ဆိုပြီးတော့တွေးပြီးတော့စိတ်ထိန်းနိုင်နေပေါ့နော်အဓိကတော့ကို focus ထားရဲကိုရဲ့ dream ဒီအရင်ကောင်လေးပေါ့နော်အဲ့ဒါလေးကိုပဲပြန်တွေးရပေါ့ပြီးတော့ဒီဂျားထဲမှာညီမနောင်တမရတာတခုကတော့ဆီယမနဲ့ဒီ21ရက် journey ကိုရှောက်လိုက်တာပဲပေါ့နော် wow ဘာလို့လဲဆိုတော့ညီမကိုတယောက်တည်းဆိုညီမဒီဟာတွေကလေပြန်စဉ်းစားလိုက်ရင်လုံးဝလုံနိုင်မှာမထင်ဘူးညီမရဲ့ပုံစံကတကယ်အမှန်တိုင်းဆိုရင်ဒီလိုစိတ်တက်ကြသွားတာတွေစိတ်အစစ်မပြေဖြစ်သွားတယ်ဆိုညီမအစားမစားဘူးအဲ့ရတယ်ပဲတောက်လျှောက်လှဲနေတာပေါ့နော်ဒါပေမဲ့ညီမနဲ့လို့ရှောက်ပြီးချိန်မှာညီမဂျင်ကိုလည်းရအောင်သွားတယ်အစားကိုလည်းရအောင်စားတယ်ညီမပြောတဲ့ဒီကိုစိတ်ထားတဖို့ပြောတဲ့အရာတွေအားလုံးညီမလိုက်လုပ်ပြီးတော့မှပြင်နိုင်တယ်ပေါ့နော်အစားဆိုလဲအခုဆိုတကယ်ကောင်းစားတယ်ပေါ့နော်အလုပ်ဆိုလဲလုံလာနိုင်တယ်လုံချင်စိတ်ပို့ပြီးတော့မှရှိသွားတယ်အရင်အထက်အလောက်ကလည်းဝင်လာတယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့တကယ်ဆမနဲ့တွားလိုက်တာအရင်လဲဆမလည်းအရင်ကျေးဇူးတင်တယ်ဘာလို့ဆိုတခုဆိုလို့ရှိရင်ဆမပြောတဲ့စကားတွေကတကယ်ကိုတန်ဖိုးရှိရဲ့အဖိုးအရန်တန်တယ်ပေါ့နော်ညီမဒီလိုမျိုးကိုဖြစ်သွားတယ်ဆိုတာဒီရက်ပိုင်းတည်းမှာညီမဆိုလို့ရှိရင်တယောက်တည်းဆိုမဖြစ်နိုင်ဘူးပေါ့နော်အားကြောင့်လို့ဆရာမပြောတဲ့ချို့စကားတွေပေါ့နော်ကိုပြောလိုက်တဲ့ချိန်မှာဆရာမပြန်ပြောတဲ့စကားတွေဆိုလို့ရှိရင်ညီမဆိုလို့ရှိရင်ကိုယ်တင်ထား save လုပ်ပြီးတော့မှကိုအဲ့လိုတခုစိတ်ပြဝင်တဲ့ချိန်ဆိုအဲဆရာမပြောတဲ့ဟာလေးပြန်နားထောင်ပြီးတော့မှလုပ်တာအဲ့လိုမျိုးပေါ့နော်အဲ့ဒါဆရာမလည်းကျေးဇူးတင်ပါကျမ cash ဖြစ်လိုက်တာ3ချက်ရှိရပေါ့နော်တစ်ခုကကြတော့အရင်တော့ကလည်းကို dream ကိုက chase လုပ်နေတာပဲဒါပေမဲ့ dream ကြီးကဝေးနေရလို့ခံစားပြီးကိုကကြီးပဲတစ်ဖက်သက်လိုက်နေရတယ်လို့ခံစားရတဲ့အခါကျတော့တအားမောတယ်အခုကျတော့ကိုယ့်ရဲ့ live ပုံ line ကြီးမှန်ပြီးတော့သူ့ရဲ့ flow လေးနဲ့ live မျောသွားတယ်လို့ခံစားနေရတဲ့အခါမှာ dream ကမဝေးဘူးငါရအောင် attract လုပ်နိုင်မယ်ဆိုတော့ယုံကြည်ချက်ရှိလာပြီးတော့ပျော်လာရပေါ့နော်ဆိုတော့နီးလန်းမှန်သွားပြီဆက်ပြီးတော့ icon လေးသွားပါနော် icon လေးသွားဟုတ်တယ်လေသူ့ကိုချစ်နေတယ်ပြီးရင်သူ့ကိုချစ်နေတဲ့
ကိုချစ်နေတဲ့အရာကိုရဖို့အတွက်ကိုကအကောင်းဆုံးဖြစ်နေအောင်ပြောရင်တော့ဟို dream ကိုတည်ထားပြီးတော့ကိုကအဝေးရလှမ်းထိုင်ကြည့်နေနီးမှာမဟုတ်တော့ကိုကရှောက်နေသူကြီးကရောက်လာနေရဆိုတဲ့ခံစားချက်ကိုနီးလာပြီဆိုခံစားချက်ကိုရမှာပဲအဲ့ဒီအပြင်ကိုပို့ပြီးတော့ law of attraction ရဲ့အလုပ်လုပ်ပုံကကိုကအဲ့လိုအေးချမ်းလုပ်လေ attract မြန်ဖြစ်ပြီးတော့အဲ့ dream ကပါအဲ့နားမှာငုတ်တုတ်ရက်နေမှာမဟုတ်ပဲကိုရှိလိမ့်လာတဲ့ဟာကိုခံစားရလိမ့်မယ်နော် Thanks for watching.